ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်ဘဝမှာဘယ်တော့မှမေ့လို့မရနိုင်တဲ့တေမင်းနဲ့တကူစားအကွာအဝေးကနေကံကောင်းထောင်မစွာလွတ်မြောက်ခဲ့ရတဲ့ထိတ်လန့်စရာအထစ်ပြတ်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကကျွန်တော်ဟာရေပင်းဆိုတဲ့ကုံတင်သင်္ဘောပေါ်မှာအလုတ်တင်တယောက်အထစ်တာဝန်ထမ်းဆောင်နေချိန်ပေါ့။ရန်ကုန်စိတ်ခန်းကနေထွက်လာတာ3ရက်မြောက်တဲ့နေ့ကျွန်တော်တို့သင်္ဘောဟာတိတ်ဆိတ်ချင်းစုံလိုလူတိများတဲ့ရေပြင်ကိုဖြတ်တန်းနေရပါတယ်။ည7:00နာရီခွဲလောက်မှာရှေ့တောင်လောက်တောင်မမြင်ရအောင်မြူတွေကထူထော်လွန်းနေတယ်။ရုတ်တရက်ရေဒါကအချက်ဖေးတန်ကျဲလောင်စွာထွက်လာတဲ့အခါကျွန်တော်ရောကပတိန်ဥပါထူပါလန့်သွားကြတယ်။ကျွန်တော်တို့ရှေ့ကရနေရကွာမှာအရာဝတ္ထုကြီးတစ်ခုရှိနေတယ်။ဒါပေမဲ့မီးရောင်တစ်ချက်မှမရှိဘူး။မန်တောင်းနဲ့တေချာကြည့်လိုက်တော့မှအဲ့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ခရဲကပျောက်ဆုံးသွားခဲ့တဲ့မာရီယာဆိုတဲ့အင်္ဂလိပ်ရှေးဟောင်းရွက်လွင့်အသင်းပေါ်ကြီးထင်နေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်တကောလုံးချက်သီးတွေတစ်ဖန်ဖန်ထွားသွားတာအခုထိမှတ်မိနေသေးတယ်။ဥပါထူးနဲ့ကျွန်တော်ဟာအခြေအနေကိုစစ်ဆေးဖို့လှေငယ်လေးနဲ့အဲ့ဒီတဆေးသင်းပေါ်ကြီးပေါ်ကိုတက်သွားခဲ့ကြတယ်။သင်းပေါ်ပေါ်ရောက်တော့အေးဆက်တဲ့လေထူးနဲ့အတူတန်ကြီးနန့်တွေရင်ကြီးနန့်တွေနောက်ပြီးအသားပုတ်နန့်လိုရော်ရန်ရန်အနံ့ဆိုးတွေကနှာခေါင်းနဲ့အတင်းတိုးဝင်လာတယ်။အမောင်ထဲမှာအရိပ်မဲတွေလှုပ်ရှားနေတယ်လို့ခံစားရပြီးမဲ့တဲခွဲတော့မမြင်ရဘူး။ကပတိန်အခန်းထဲရောက်တဲ့အခါဖုံးတွေအလင်းလင်းတက်နေတဲ့စာပွဲပေါ်မှာထူးဆန်းစွာတောက်ပနေတဲ့1920ခုနှစ်ထုတ်ဦးခေါင်းခွင်ပုံကြီးတင်ကားဖျားလေးတစ်ခုကိုကျွန်တော်တွေ့လိုက်မိတယ်။ဘာစိတ်ကူးပေါက်သွားလဲမသိဘူး။အဲ့ဒီအချိန်မှာကျွန်တော်ဟာအတိစိတ်လွတ်တယ်လို့ဖြစ်ပြီးအဲ့ဒီတင်ကားကိုကောက်ယူပြီးအိတ်ကတ်ထဲထည့်လိုက်မိတယ်။အဲ့ဒါကျွန်တော်ဘဝရဲ့အမားဆုံးဆုံးဖြတ်ချက်ပဲ။အဲ့ဒီတင်ကားကိုယူလိုက်တာနဲ့တပြားနည်းနဲ့လေမတိုက်ပဲခေါင်းလောင်းတန်ကြီးကဒေါင်းနဲ့ကြောချမ်းစီရထွက်လာပါတော့တယ်။အမောင်ထဲကနေရေဖောင်းနေတဲ့အသားရည်မျက်လုံးနေရာမှာဟောင်းလောင်းပေါက်ကြီးတွေနဲ့တစေသင်းဘောစားတွေထွက်လာကြတယ်။သူတို့ရဲ့လက်သေးတွေကငားဆွေလိုထက်နေပြီးကျွန်တော်တို့စီအငန်းမရတိုးကပ်နေလာကြတယ်။မြင့်ခတ်နောက်လဲမကြည့်နဲ့လို့ဥပါထူးကအော်ဟစ်လိုက်တာကြောင့်နှစ်ယောက်သားပင်လေတဲကိုအသေးအထန်ခုန်ချပြီးကို့သင်းဘောပေါ်ပြန်ရောက်အောင်ပြေးခဲ့ရတယ်။သင်းဘောပေါ်ပြန်ရောက်တော့ဥပါထူးကမင်းတခုခုယူလာခဲ့သေးလားလို့မေးပေမဲ့ကျွန်တော်ကြောက်နေမယ်ညင်းခဲ့မိတယ်။အဲ့ဒီညကစပြီးကျွန်တော်ဘဝဟာငရဲကြသလိုဖြစ်လာပါတယ်။ညတိုင်းအိမ်မက်ထဲမှာတစုံတစ်လောက်ကကျွန်တော်ခြေထောက်ကိုရေးအောက်ဆွဲချနေတာကိုလည်းမှတ်တယ်။အိမ်မက်ထဲမှာကြောက်လန့်တကြားနဲ့အဲ့ဒီဒင်ကားပြားကိုပန်လဲတဲ့လွန့်ပြီးခဲ့ပေမဲ့နောက်တနေ့မနက်မှာအဲ့ဒီဒင်ကားပြားကကျွန်တော်နေထိုင်ရအခန်းကျင်စီရဲ့ကွတ်ပြေးပေါ်မှာပင်လဲရေးတွေဆူရွှေပြီးပြန်ရောက်ပြန်တော့တယ်။နောက်ဆုံးတော့ကျွန်တော်ရဲ့ထူးဆန်းတဲ့အမွေအရာတွေကိုရိပ်မိတဲ့ဥပါထူးကကျွန်တော်ကိုကော့တောင်ကနာမည်ကြီးပျော်ကစားတယောက်ကိုအတင်းအထမှန်ခေါ်သွားပါတော့တယ်။ဆရာကြီးကဒင်ကားပြားကိုမြင်ချင်းမျက်နှာပြာနန်းသွားပြီးဒါဝိညာဉ်တွေချုံနှောင်ထားတဲ့တေမင်းတင်ကားပဲမာရီယာတင်မောကြီးကလူ73ရဲ့အသေးခံမှာရေအောက်ကနေကျွတ်လွတ်ခွင့်ရမှာမင်းကသူတို့ရဲ့နောက်ဆုံးတားရောင်ပဲအဲ့ဒီဒင်ကားကမင်းကိုသူတို့စီပြန်ခေါ်သွားမိမယ်လို့ပြောလိုက်တဲ့အခါကျွန်တော်တေဒတ်ကြောက်သွားမိပါတယ်အဲ့ဒီည12နာရီတိတိမှာရက်ကွက်လုံးမီးတွေမှောင်အတိအကျအော်တယ်ကျွန်တော်အခန်းထဲမှာရုတ်တရက်အေးစိမ်သွားပြီးတကားအောက်ကနေရင်ကြီးနှံ့စော်တဲ့ပင်လယ်ရေတွေစိဝင်လာတယ်တောက်ပြင်းထန်တဲ့တကားခောက်တန်းတဲ့အတူငါတို့ရဲ့တင်မောစာအချိန်ကြပြီဆိုတဲ့ဟိန်းထွက်နေတဲ့အတန်ကြီးကအခန်းထဲမှာပဲ့တင်ထပ်သွားတယ်တကားကြီးဝုန်းကနေပွင့်ထွက်ယွင်လာပြီးမာရီယာတင်ဘောပေါ်ကအစဲကပတင်းကြီးဝေလာတယ်သူ့မျက်နှာတစ်ချမ်းကအယိုးတွေပေါ်နေပြီးလက်ထဲမှာတန်ကြီးတက်နေတဲ့ဓမြောင်ကြီးနဲ့ကျွန်တော်လပင်းကိုညှစ်ထားတာကျွန်တော်အသက်ရှူကြက်နှိတေးလို့မျောပါနေပါပြီအဲ့ဒီအချိန်မှာပဲဆရာကြီးပေးထားတဲ့လက်ဖွဲ့ကြိုးကြီးကိုအားကိုးပြီးဖျားစာတွေကိုအတန်ကုန်အော်ရွတ်လိုက်တယ်လက်ဖွဲ့ကြိုးစီကအလင်းရောင်ကြောင့်ကပတိန်ကြီးနောက်ဆုတ်သွားစဉ်မှာကျွန်တော်ဟာအိတ်ကတ်ထဲဒင်ကားပြားကိုဆွဲထုတ်ပြီးအခန်းတောင်ကဖျားမီးရံတွေကိုလှမ်းပစ်လိုက်တယ်ဒင်ကားပြားကမီးလက်မြန်မှာ share ဆိုတဲ့အတန်နဲ့အတူအရွေပျော်သွားချိန်မှာတော့ကပတိန်ကြီးဟာနာကျင်စွာအော်ဟစ်ညင်းမိကုန်းငွေတွေအဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ဘဝမှာအဲ့ဒီဒင်ကားပြားလည်းပြန်မပေါ်တော့ဘူးနောက်နေ့ညစင်မှတ်နေတဲ့အိမ်မက်ဆိုးတွေကလည်းလွတ်မြောက်ခဲ့သွားပါတော့တယ်ဒါပေမဲ့အခုထိပင်လယ်ပြင်ကိုကြည့်လိုက်တိုင်းမြူရီဆိုင်နေတဲ့ညတွေဆိုရင်အဲ့ဒီတစေးသင်းဘောစားတွေရဲ့ခေါင်းလုံးတန်ကကျွန်တော်နားထဲမှာကြားနေတော့ပါပဲဗျာ